အမျိုးသမီးကြီးဟာနေ့စဉ်ထမင်းနဲ့ကြက်ဥငွေကြော်တစ်ပကံကိုသာစားသုံးပေမဲ့သူ့သမီးအတွက်တော့ဈေးကြီးတဲ့လက်ကင်အိတ်တွေဝယ်ပေးဖို့ငွေကိုနှမျောချင်းမရှိဘဲသုံးခဲ့တယ်။သူတို့မိသားစုဟာသမီးဖြစ်သူကိုအကောင်းစားဖြစ်အောင်ပြင်ဆင်ထုတ်ပိုးမှုအတွက်ငွေအားလုံးကိုသုံးခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သမီးဖြစ်သူတထေးသားတစ်ယောက်နဲ့လက်ထပ်မှသာသူတို့တွေဒီယိုရင်းပျက်စီးနေတဲ့တဲအိမ်လေးကနေပြောင်းရွှေ့နိုင်မှာဖြစ်ကြောင်းသိနေလို့ပါပဲ။အဲ့ဒီဒီဇိုင်နာလက်ကင်အိတ်လေးဟာမိသားစုရဲ့မျှော်လင့်ချက်တွေကိုတည်ဆောင်ထားတာပါ။မိဘနှစ်ပါးစလုံးဟာတစ်ချိန်ကသူတို့ရှိကခြံဝင်းကြီးထဲမှာအစီကံဖြစ်အလုပ်လုပ်ခဲ့ကြဘူးလေ။အခုတော့အိမ်ပိုင်ရှင်တွေကနိုင်ငံခြားမှာနှစ်ပေါင်းများစွာနေထိုင်နေပြီးသူတို့ကိုအိမ်ဆောင်ဖြစ်ထားခဲ့တယ်။အခုတော့အဲ့ဒီခြံဝင်းကြီးဟာသူ့သမီးအတွက်တပ်ပုံရိုက်ဖို့နောက်ခံနေရတစ်ခုဖြစ်လာခဲ့တယ်။သူမဟာတထေးသမီးတယောက်ပုံစံဖန်တီးပြီးလူမှုကွန်ရက်ပေါ်မှာ selfie တွေ video တွေတင်ကအလုပ်ထဲကတထေးသားတွေကိုဆွဲဆောင်ဖို့ကြိုးစားခဲ့တယ်။တခါတရံမှာတော့သူ့ရဲ့တထေးစီကနေလက်ဆောင်အိတ်တွေလက်ခံရရှိတတ်ပါတယ်။ဒါပေမဲ့ဒါကမိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲမပေးနိုင်ခဲ့ပါဘူး။သူ့သမီးအထက်တန်းစွာအတိုင်းဝိုင်းတွေကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်သူ့အဖေကသူ့ရဲ့တထေးကတော့ကိုအကူအညီတောင်းခဲ့တယ်။တထေးကတော့ကောင်မလေးကိုမွေးနေ့ပွဲတစ်ခုစီခေါ်သွားဖို့သဘောတူခဲ့ပြီးအဲ့ဒီမှာကံကောင်းရင်တထေးသားတစ်ယောက်နဲ့တွေ့ဆုံနိုင်မှာပါ။သူမကကောင်မလေးကိုသူမရဲ့ကိုယ်ပိုင်ဝတ်စားတွေနဲ့လက်ဝတ်ရတနာတွေကိုတော့ငှားရမ်းခဲ့တယ်။တောင်းမြင့်ဖက်နဲ့ကာဝင်ရှည်ကိုဝတ်ဆင်လိုက်ပြီးနောက်မှာတော့သူမဟာအထက်တန်းစွာအတိုင်းဝိုင်းကအမျိုးသမီးတစ်ယောက်ဖြစ်အသွင်ပြောင်းသွားပြီးအားလုံးရဲ့အားကျတဲ့အကြည့်တွေကိုရရှိခဲ့တယ်။ကောင်မလေးဟာအဲ့ဒီညနေအတွက်သူ့တော်ရဲ့တူမအဖြစ်ဟန်ဆောင်ခဲ့တယ်။နှစ်ချက်တွေကနေတဆင့်သူတို့နှစ်ယောက်အမြဲတမ်းအဆက်အသွယ်ရှိနေခဲ့တယ်။စင်းရဲစွာမွေးဖွားလာပေမဲ့မော်ဒယ်တစ်ယောက်လိုခန္ဓာကိုယ်ရှိတာကြောင့်အတောက်ပါဆုံးအမျိုးသမီးဖြစ်နေခဲ့တယ်။အဲ့ဒီလူကလက်ဝတ်ရတနာဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပေမဲ့ခင်အတွက်တော့အသက်ကြီးလုံးနေခဲ့တယ်။မျက်မှန်တက်ထားတဲ့လူကတော့ဘတ်စကားကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်ပြီးသူ့ကိုတော့ရုပ်ရည်ကတောဆန်လုံးနဲ့ဆိုပြီးပယ်ချခဲ့တယ်။နောက်ထပ်တစ်ထေးတစ်ယောက်ကတော့အစင်းမြင့်စားတောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီးသူ့ကိုတော့အရက်ပလုံးနဲ့လို့ထင်ခဲ့တယ်။သူ့တော်ကခင်ရဲ့ဆန်လုံးတွေဒီလောက်မြင့်မားလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပဲသူမဟာပြီးပြည့်စုံတဲ့လူတစ်ယောက်ကိုတွေ့လိမ့်မယ်လို့ယုံကြည်နေခဲ့တယ်။အာယုံလွင့်သွားတဲ့အချိန်မှာချုံမောတဲ့အမျိုးသားတစ်ယောက်နဲ့ဝင်တိုက်မိခဲ့တယ်။